မဘိုးကြီးလာလာချက်စရာထုံးလာရစလုံးနဲ့လိုက်ဒါလေးကတော့မပွင့်နေလေးမောင်အတွက်မင်္ဂလာသိတိအောင်လက်ပတ်နဲ့မင်္ဂလာသိတိအောင်ဆွဲကြိုးလေးပါမင်္ဂလာသိတိအောင်လက်ပတ်နဲ့မင်္ဂလာသိတိအောင်ဆွဲကြိုးကစောင်းရင်ဘာဖြစ်လဲဆိုတော့မမေပြပြပြပါမယ်အင်ချမ်းမြေရောင်းဝယ်တဲ့သူတွေဝယ်ရောင်းသမားတွေစားတောက်ဆိုင်တွေဂုံစုံဆိုင်တွေပွဲစားတွေအကျိုးဆောင်တွေငွေကြေးပိုင်းအဆင်ပြေခြင်းသူတွေလုပ်ငန်းအဆင်ပြေပဲတိုးတက်မှုလိုခြင်းသူတွေအချစ်ရေးလူမှုရေးကံကောင်းခြင်းသူတွေငွေကညံ့နေတယ်လို့ခံစားနေရတဲ့သူတွေကန်ဆာတာတက်ချင်သူတွေလက်ပိတ်နေတယ်လို့ယုံကြည်နေတဲ့သူတွေပြီးလို့ရှိရင်ပွဲစားဆိုတာကြောက်ပွဲစားအကုန်လုံးရပါတယ်ဝယ်ရောင်းသမားတွေကြောက်ဝယ်ရောင်းသမားတွေအတွက်လည်းအကုန်လုံးအဆင်ပြေအောင်ဆရာတော်ကြီးရဲ့မေတ္တာတော်ကိုခံယူပြီးဆရာတော်ကြီးကိုယ်တိုင်သိတိတင်ပေးထားတော့လက်ပတ်တွေပတိတွေဖြစ်ပါတယ်ရှင်အောင်မြင်ခြင်းနဲ့မင်္ဂလာတိုးပွားခြင်းတို့အတွက်ရည်ရွယ်ပြီးဖန်တီးထားတာဖြစ်ပါတယ်ဝယ်ရောင်းပါရှင်ဒီလက်ပတ်မှာအသုံးပြုထားတဲ့နှစ်သက်နီးတနက်ခါကိုလည်းပေါင်းမြင့်ရှိရအောင်ဓာတ်စင်ဖန်တီးထားတာဖြစ်ပါတယ်ရှင်ရှစ်ကနန်းကဆွမ်းအားကြည့်ပြီးတကိုးရှိရဲ့ကနန်းဖြစ်ပါတယ်ဒီလိုဟာမျိုးလောက်နေတာဟုတ်ဒါမျိုးလုံးနေဆောင်ဒီလာဟိုဒီလိုလေးဒီလိုဟာမျိုးလေးတွေဒါလေးတွေရောင်းအဲ့လိုမျိုးလေးတွေဝေးနေတာတော်ကိုအဲ့လိုအဲ့လိုကိုလုပ်ရတာနော်ဘာလို့ဒီနိုင်အပြောလို့သိချင်တယ်ရှင့်ဒီကဒီပတိလေးပေါ့နော်ကိုအရင်အစိတ်ချင်တာဘာလို့တက်ကနန်တက်ကနန်ပါလေဒါလေးထားအောက်ပြန်